ကဲတင်ရရော International College ဒါမှမဟုတ် University မှာပညာသင်ကြားဖို့လမ်းကြောင်းလျှောက်ပေးနေတဲ့လူတွေကဟုတ်ပါသလား။ GED ကိုဖြည့်ဆို့ဖို့ရည်ရထားရင်မဲ့ GED ပညာရပ်တွေကိုအကောင်းဆုံးသင်ကြားပေးနိုင်တဲ့အကြောင်းမရှိလို့စိတ်ညစ်နေပါသလား။ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ကောင်းမွန်လာတဲ့ teaching system နဲ့အတူကျောင်းသားတွေရဲ့ individual skill တွေကိုမြင့်တင်ပေးနေတဲ့ practice education နဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ကျောင်းရဲ့စာသင်ခန်းဟာဆိုရင်လည်းကျောင်းသားတွေတက်တာနဲ့တိတ်ဆိတ်စွာပညာတရားနိုင်အောင်ပြုလုပ်ထားပါတယ်။ဒါအပြင်သင်ကြားပေးတဲ့ဆရာဆရာမတွေကလည်းနိုင်ငံခြားဆရာမတွေနဲ့ဝါရေးဆရာဆရာမတွေဖြစ်ကြတာကြောင့်သင်ကြားပြသတဲ့သင်ခန်းစာတွေကိုရှင်းရှင်းလင်းလင်းသိရှိပြီးစာသင်ပြီးတော့ရင်သင်ခန်းစာနားလည်တက်မြောက်ကြောင်းအမေးဖြေလေးတွေလည်းပါရမို့ကျွန်တော်ကတော့ practice school မှာတက်ရောက်ရတာကိုအလွန်နှိမ့်ချမိပါတယ်ဗျာ။နားမလည်တဲ့သင်ခန်းစာကြီးဆိုရင်လည်း teacher နဲ့တိုင်ပင်ပြီး teacher ရဲ့အားလက်ချိန်မှာအချင်းပူပြီးပါခေါ်ပေးတာမို့အဆင်မပြေဖြစ်မှာကိုစိတ်ပူစရာမလိုတော့ပါဘူး။ကျောင်း schedule မှာ state time လေးတွေလည်းပါလာမို့ကျောင်းရဲ့ library ထဲမှာတငယ်ချင်းနဲ့အတူတူစာလေးလိုက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။နောက်ပြီး International College မှာပညာသင်ကြားတဲ့အခါအထောက်အကူပြည့်စုံနိုင်မယ့်အပတ်စဉ် presentation တွေ debate လေးတွေလည်းကြီးနေတာမို့သင်ကြားမှုပိုင်းမှာအတော်လေးကိုတာလွန်ကောင်းမွန်မဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ practice education မှာဆိုရင်ကောင်းမွန်လာတဲ့သင်ကြားရေးတွေနဲ့ IS, GED, SAT unit ကိုစတဲ့အတန်းပေါင်းများစွာကိုတက်ရောက်နိုင်တယ်လို့ကိုယ့်ရဲ့အနာဂတ်အတွက် life career တွေကိုစနစ်တကျချမှတ်တတ်အောင်တွဲဖက်သင်ကြားပေးနေတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ practice school ဆိုရင်ရန်ကုန်မြို့ရဲ့အချက်အခြာဖြစ်တဲ့စိတ်ညစ်ရပ်ကွက်မှာရှိတဲ့ဖိုးစိန်လမ်းမပေါ်မှာတည်ရှိပါတယ်ခင်ဗျာ။